KBK တော့ channel ကနေကြိုဆိုလိုက်ပါတယ်ကျမကတော့ K ပါမိတ်ဆွေတို့ဒီနေရာနှစ်ခုကိုသိကြပါလိမ့်မယ်ဒါပေမဲ့ဒီနေရာကဘယ်လောက်ထိထူးခြားလဲဆိုတာကိုတော့လူသူနည်းနေပါသေးတယ်တောင်လေးလုံးကာရန်ထားတဲ့အပြင်မြို့လေကောင်မှာလေရင်ကွင်းရှိတဲ့မြန်မာနိုင်ငံရဲ့တစ်ခုတည်းသောမြို့ဆိုရင်လည်းမမှားပါဘူးဟုတ်ပါတယ်ဒီလောက်ဆိုရင်တော့မိတ်ဆွေတို့ရိပ်မိတော့ပါပြီဒီမျိုးလေးကတော့စကိုင်းတိုင်းဒေသကြီးအနောက်ဘက်ပိုင်းမှာရှိတဲ့ချင်းပြည်နယ်ကကလေးမြို့လေးပဲဖြစ်ပါတယ်အေးမြတဲ့ရာတီဥတုရှိပြီးစံရင်စပါးပေါများတဲ့အပြင်ချင်းနဲ့ဗမာမတူညီတဲ့လူမျိုးနှစ်စုအတူတကွအရင်ပင်ကူညီနေထိုင်ကြပြီးတော့အခြားလူမျိုးများကိုလည်းဖုံးရပြုံကနေထိုင်ခွင့်ပေးထားပါသေးတယ်ဒါအပြင်ဝင်းမြူရင်းနဲ့တောင်ရလုပ်ငန်းကိုအဓိကလုပ်ကင်ကြပြီးတော့ရင်းချင်းမှုဖြစ်တဲ့ထမင်းပိတ်ကျွေးတဲ့ဒလေးဟာအလွန်ကိုချစ်စရာကောင်းနေပါသေးတယ်။ပြန်မှာဆိုရင်လေရာဒီအလိုက်စိမ့်တလဲဝါတလဲနဲ့နီရဲစိမ်မန်းများကဘဲညာကျိုးစုံနေတာကိုပါတွေ့မြင်ရအောင်ပါပါ။ဒါအပြင်မြို့တွင်းမှာဆိုလို့ရှိရင်လေကိုကုံမင်းကြီးများကစီကားနေပါသေးတယ်။မြို့တဲ့တောင်တန်းဒေသကိုပေါင်းစပ်ထားတာမို့လို့အေးချမ်းမှုကတော့အမခမ်းပါပဲ။ဒါအပြင်ဓမ္မရဲ့စင်လာတွေနဲ့ပြည့်နေနေပြီးတော့တိကြီးတက္ကမတောကမင်းကြီးတီကိုကွယ်ခဲ့တဲ့ရတနာရွှေဘုံသားဇီဒီတော်ကြီးနဲ့နေရင်စရာမြက်ကနေအထက်ကိုစံတစ်စီးမျောလာတဲ့တွင်းတက်ထူကြီးကိုတရားရုပ်သူကတီထားကိုကွယ်ကြတဲ့ယူဆန်ချင်းဘုရားတို့ဟာဒီဒေတာရဲ့အထင်ကြီးနေရာတွေဖြစ်တည်ရှိနေပါသေးတယ်ဒါပြင်ပိုးပြီးထူခြားနေတာကအနောက်ကနေမြောက်အရန်တို့စီးစင်းနေတဲ့မြက်တံမြက်ကြီးကလည်းမြို့ရဲ့အသက်အဖြစ်တည်ရှိနေသေးတာပါမတူညီတဲ့လူမျိုးစုတို့နှစ်ခုအတူတကွနေထိုင်တာကြောင့်မလို့12လရာဒီမှာမတူညီတဲ့ရိုးရတလေးပွဲတော်တွေနဲ့ကျမကြီးကိုလိုက်စားတဲ့အားကစားပွဲတော်တွေကိုပါကျွမ်းပါတာကိုတွေ့မြင်ရအောင်ပါချင်းပြည်နယ်ဆိုတာမြန်မာနိုင်ငံရဲ့အေးမြမှုနဲ့တဘာဝတရားအလှတရားတွေပြည့်နေနေတဲ့နေရာတစ်ခုဆိုရင်လည်းမမားပါဘူးမိုးရာဒီမှာဆိုလို့ရှိရင်တောင်တန်းတွေကိုဖုံးအုပ်နေတဲ့မြို့ကိုးတွေနဲ့ဆောင်းရာဒီမှာဆိုလို့ရှိရင်နေထိကိုအေးမြစေပါတယ်ပြီးနေရာဒီမှာဆိုရင်လည်းပဲမပူပြင်းတဲ့နေရာကြီးကြောင့်မလို့ဒီဒေသကပို့ပြီးတော့အံ့ဩစရာကောင်းနေပါဒါအပြင်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးတောင်စင်းရဲဝင်တွေကတခုဖြစ်တဲ့ချင်းတောင်တန်းကိုလည်းအလွယ်တကူတွားနိုင်တဲ့အပြင်တိန်ဒီလက်နားကိုကတ်နေတာကိုလည်းမကြောက်ခဏတွေ့မြင်ရအောင်မှာဖြစ်ပါတယ်။တောင်စလန်ပန်းဒီရိုးရာအိမ်ပုံစံတွေအစားအသောက်တွေနဲ့ရိုးသားတဲ့လူနေမှုပုံစံတွေကြောင့်မလို့ဒီတောက်ကိုပို့ပြီးတော့ထူးခြားစေတာပါ။ပို့ပြီးတော့အံ့အားတင်စေတာကချင်းမြူလူမျိုးဆိုတာတခုတည်းမဟုတ်ပါဘူး။ဇူမီလိုင်မီဖလန်မတူပြီးမရာခိုးမီးဆိုပြီးတော့ပူညီတဲ့ယဉ်ကျေးမှုတွေကိုပါလေ့လာတွေ့ရှိရအောင်ပါဒါအပြင်တဘာဝတိုင်းရှိနေတဲ့တောတောင်ရည်မြေတွေနဲ့ထူးဆန်းတဲ့တိရစ္ဆာန်တွေကိုပါလေ့လာရအောင်မှာဖြစ်ပါတယ်။အဲကြောင့်မလို့တစ်ဖက်ကမြို့ပြရဲ့ယဉ်ကျေးမှုနဲ့တစ်ဖက်ကတောတောင်တွေရဲ့အေးချမ်းတဲ့တဘာဝအလားတရားတွေရှိနေတဲ့အပြင်အခက်အခဲတွေကြားကနေတည်နေတဲ့လူနေမှုပုံစံတွေနဲ့မပြောက်ွယ်သေးတဲ့ယဉ်ကျေးမှုတို့ပြင်အနာဂတ်ရဲ့မျှော်လင့်ချက်တွေကိုပါတွေ့မြင်ရမှာမို့လို့တွားရောက်နေတာတင်တဲ့နေရာတစ်ခုတော့မကနားလည်တင်တဲ့ဒေသတစ်ခုလိုပါကြီးကတော့မြင်ပါတယ်အကြောင်းပဲလှနေတာမဟုတ်ဘဲနဲ့နစ်နဲ့ကိုလှနေတာဖြစ်လို့ဒီနေရာလေးကိုတွားရောက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့လှရင် subscribe လေးလုပ်ပေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ကိုယ်စိတ်ချမ်းသာကြပါ